team ရဲ့အပိုင်းတွေကိုစပါမယ်လိုအပ်တဲ့ stakeholder တွေအကုန်လုံးက war room နဲ့ကိုရောက်ပြီးတော့ war room တော့ရောက်ပြီးဆိုလို့ရှိရင်ဒီမောင်းလုံးနေနဲ့ပါလုပ်မယ် forward shooting ဆိုင်ရပဲပြီးဆိုရင်ဒီ incident ဒီတကယ်ပဲသူရဲ့ title description magazine ဆိုပြီးတော့ impact level ဒီတကယ်ပဲ magazine ဆို analysis လုပ်တာလားနောက်တစ်ခုကကျတော့သူမှာ proper assignment group အောက်မှာရှိရလားပြောချင်တာဒီ server ဘက်က issue error block လို့ယူဆတယ်ဆိုလို့ရှိရင် server နဲ့သက်ဆိုင်တဲ့ဘက်ကို assignment ကိုချပေးပေါ့နော် assignment ကိုလည်းဒီနေ့လည်းပါမယ် assignment ဆိုတာ resolver ပေါ့ resolve လုပ်မယ်ပေါ့တကယ်လို့ application နဲ့သက်ဆိုင်နေဆိုရင်လည်း application owner ဆို assign ချပေးပေါ့တကယ်လို့ lower ဘက်က error ဖြစ်တယ်လို့ generally ယူဆတယ်ဆိုရင်လည်း lower ဘက်ကို assign ချပေးပေါ့နော်အဲ့လိုမျိုးနဲ့ဒီ assignment တွေဆိုင်နေမှန်ပြီလား impact တွေမှန်ပြီလားဒါပြီးပြီဆိုလို့ရှိရင်သူ့ရဲ့ response ကို response ဒီ incident ticket ကို open ကနေ work in progress change ပြီးသွားပြီလားဒါမှသာလျှင်ပဲ incident ရဲ့ response မှာ SLA ကိုမိမှဖြစ်တယ်အဲ့လုပ်ပြီးသွားပြီလားအဲ့ဒါတွေ copy ပြီးဆိုရင်ပထမဦးဆုံး generally ပေါ့နော် basic troubleshooting အနေနဲ့ဆိုလို့ရှိရင် hardware ဘိုင်းကိုအရင်စစ်မယ်ပေါ့နော်ဘာတွေအကုန်လုံးက aberrant တွေဖြစ်လားတခြား alert တွေပါရှိသလားဟိုမှာပေါ့သူ့ရဲ့ performance ကိုထိခိုက်စေနိုင်တဲ့ alert မျိုးတွေထွက်ထားသလား high CPU utilization လို့memory high utilization တွေဖြစ်နေသလားပေါ့နော်နောက် network ဘက်ကလည်းဆင်ရမယ်ပေါ့ network ဘက်မှာလည်းဒီလို alert တွေရထားတယ်လေပေါ့တဖြည်းဖြည်းနဲ့အဲ့လိုမျိုးဖြစ်နိုင်တဲ့ root cause တွေအကုန်လုံးကို narrow down လုပ်ချသွားပြီးတဲ့ခါကျတော့ကျမတို့က issue ကိုရှာမယ်ပေါ့အဲ့ issue ကိုရှာရင်ဒီတိုင်းနဲ့ထဲမှာပဲဒီခါလေးဖြစ်နိုင်တဲ့ solution ကိုချက်ချင်းပဲ execute လုပ် workaround solution ကိုရှာတယ်လို့ခေါ်တယ် incident management ရဲ့အဓိက key point ကဘာလဲဆိုလို့ရှိရင် workaround solution ကိုရှာတာပဲ workaround ဆိုတဲ့သဘောကအခု service ကိုချက်ချင်း restore လုပ်လိုက်နိုင်တဲ့ solution တစ်ခုပေါ့amen နဲ့ဖြစ်ချင်လည်းဖြစ်မယ်မဖြစ်ချင်လည်းမဖြစ်ဘူး temporary solution ပေါ့အဲ့ဒါတော့ incident incident တစ်ခုစပြီး handling လုပ်တဲ့အချိန်မှာဆိုလို့ရှိရင်ကျမတို့ရဲ့ user က workaround solution ကိုအမြင်ရှာမယ်ဖြစ်နိုင်တဲ့ root cause တွေအကုန်လုံးကိုတစ်ခု narrow down လုပ်ချမယ်စမ်းကြည့်မယ်ဒါဖြစ်နိုင်လားဒါဖြစ်နိုင်လားဒါဖြစ်နိုင်လားအဲ့ဒါဒီနေရာမှာ incident manager ရဲ့ role ကအရင်ကိုရှိပါတယ်တကယ်အဲ့ဒီ analysis လုပ်မယ် troubleshoot လုပ်ပေးမယ် initial analysis လုပ်ပေးမယ် technical သမားတွေကဒီ war room ပေါ်မှာရှိဖို့ရှိနေရမယ်တချို့big organization တွေမှာတော့ incident manager လည်းရှိတယ် incident coordinator လည်းရှိတယ်ပေါ့နော်တချို့ organization တွေမှာတော့တရားပဲပေါ့